အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ရှင်းပြမှာကအဝတ်လျှော်စက်တစ်လုံးအသုံးပြုပုံနဲ့ဒီအဝတ်လျှော်စက်ပုံမှာရှိတဲ့ခလုတ်တွေရဲ့အလုပ်လုပ်ပုံအကြောင်းကိုရှင်းပြမှာဖြစ်ပါတယ်ဒီဗီဒီယိုကြည့်ပြီးသွားရင်မိတ်ဆွေအနေနဲ့အဝတ်လျှော်စက်တစ်လုံးကိုကျွမ်းကျွမ်းကျင်ကျင်သုံးပြုတတ်သွားမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့အဝတ်လျှော်စက်တစ်လုံးဘယ်ကနေစသုံးမလဲပေါ့နော်အဲ့ဒီကနေစပြောမယ်အဝတ်လျှော်စက်တစ်လုံးစသုံးမယ်ဆိုလို့ရှိရင်မီးဖွင့်မယ်ရေပါဖွင့်မယ်ဒီရေပါပေါ့နော်ဒါဒီဝက်လျှော်စက်ကိုပေးမဲ့ရေပါဖြစ်ပါတယ်နောက်တစ်ခုကကြတော့ drain hose ကိုထောင်ဒီ vertical အနေထားထောင်နေတာမျိုးမဟုတ်ဘဲနဲ့ဒီ horizontally drain ချနိုင်မဲ့အနေထားကိုထားပြရမှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့ဒီဝက်လျှော်စက်တွေကပတ်မပါပါဘူးဒီ drain ပတ်မပါပါဘူးဒီရေဆွဲပါရေထုတ်ပါလေးကနေပြတဆင့်ရေကိုဆွဲချတာဖြစ်တဲ့အတွက်အဝတ်မလျှော်ခင်မှာဒီပိုက်ကို horizontally drain ထားမယ်အနေထားလေးနဲ့ရှိနေရမှာဖြစ်ပါတယ်ခင်ဗျာအဝတ်လျှော်စက်တစ်လုံးကိုစတင်အသုံးပြုမယ်ဆိုရင်ပါဝါကိုအရင်စနှိမ့်ရမှာဖြစ်ပါတယ်ဒီတော့ဒီခလုတ်လေးတွေကိုအရင်ဆုံးကျွန်တော်စပြောမှာဖြစ်ပါတယ်ဒီ fuzzy quick delicate blanket gin ego tap clean ကိုအရင်ရှင်းပြမှာဖြစ်ပါတယ်အဲ့တော့ fuzzy ဆိုတာကတော့ကျွန်တော်တို့အနေနဲ့ပုံမှန်ပေါ့နော်အဝတ်တွေဒီအင်ကြီးလည်းပါမယ်ပစိုးကြီးလည်းပါမယ်ဘောင်းကြီးလည်းပါမယ်ပေါ့နော်အကုန်လုံးအစုံပုံမှန်အနေထားလျှော်တဲ့အနေထားဖြစ်ပါတယ်ဒါ fuzzy ဒီ fuzzy မဟုတ်ပေါ့နော် quick ဆိုတာကတော့အမြန်လျှော်တာပေါ့နော်ဒီလို fuzzy ဒီကောင်က46မိနစ်ကြာမယ်ဆိုလို့ရှိရင်ဒီကောင်အနေနဲ့မိနစ်35မိနစ်လောက်နဲ့အပြီးလျှော်ပြီးမှဖြစ်ပါတယ်ဒါက delicate ဒီကောင်ကြတော့ဒီအနုရွာတွေပေါ့နော်ပစ္စည်းလွယ်တဲ့ဟာတွေဒီပစ္စည်းလွယ်တဲ့အဝတ်စားလေးဆိုရင် delicate နဲ့လျှော်ရမှာဖြစ်ပါတယ်ဒီကောင်လည်းအဝတ်လျှော်ခြင်းက35 second လောက်ပဲ35 minute လောက်ပဲရှိပါတယ်ဒီကောင်ကျတော့ blanket ကျတော့82မိနစ်အထိကြာပါတယ် blanket ဒီစောင်းလေးလျှော်ရတဲ့ function လေးဖြစ်ပါတယ်ဒီကောင်ကစောင်းလေးလျှော်ရတဲ့ function ဖြစ်ပါတယ် gin ဆိုတာတော့ gin ပေါင်းမီတွေ gin ကြီးတွေဒီလိုမျိုးထူတဲ့အဝတ်စားတွေကိုလျှော်တဲ့ဟာဖြစ်ပါတယ်။ဆောင်းလောက်တော့မကြာဘူးเนาะဒါပေမဲ့58မိနစ်အထိကြာမှာဖြစ်ပါတယ်။ဒါကဒီအဝတ်လျှော်တဲ့ function 5ခုပေါ့เนาะအဝတ်လျှော်တဲ့ function 5ခုကိုကျွန်တော်ရှင်းပြတာဖြစ်ပါတယ်။အဲ့တော့ fuzzy အနေနဲ့စလျှော်တယ်ပေါ့เนาะဥပမာပုံမှန်ကျွန်တော်တို့လျှော်တာရှိကြတာ fuzzy အနေနဲ့ထားမယ်။ပြီးလို့ရှိရင် star ကိုနှိပ်မယ်ပေါ့เนาะဒီလို star ကိုနှိပ်မယ်ပေါ့နော်အဲ့ဒီတော့အင်ရှင်မတယောက်အနေနဲ့ဒီအဝတ်လျှော်စက်တစ်လုံးကိုဘာမှမလုပ်တတ်ဘူးကျန်တဲ့ခလုတ်တွေမကင်ရင်ဘူးဆိုရင်ဘယ်ကနေစလုပ်မလဲဆိုတော့ပြမယ်အင်ရှင်မတယောက်အနေနဲ့ပထမဦးဆုံးအယိုးရှင်းဆုံးလုပ်မယ်ဆိုလို့ရှိရင်တော့ပါဝါကိုနှိပ်မယ် fuzzy auto ထားတာဖြစ်တာပဲလေအဲ့တော့ပါဝါကိုနှိပ်မယ် star ကိုနှိပ်မယ်ဒါပါပဲဒါဆိုရင်အစအဆုံးသူကလျှော်သွားမှာဖြစ်ပါတယ်ဒါကတော့ခေါင်းမစားခြင်းနဲ့အင်ရှင်မတွေအတွက်ပေါ့နော်ဒါအဝတ်ကိုချိန်နေတာဖြစ်ပါတယ်ဒီအထက်မှာအဝတ်ရှိတယ်ဆိုရင်ရေမြင်များထက်မှာဖြစ်ပြီးတော့ဒီအဝတ်နည်းရင်တော့ဒါ level 1ဆိုတာရေအနည်းဆုံးပေါ့နော်ရေအနည်းဆုံးနဲ့လျှော်မယ်ဆိုတဲ့သဘောဖြစ်ပါတယ်ဒါ auto ရေချမယ် auto ရေညှင့်မယ် auto အဝတ်ကိုညှင့်မယ်ပေါ့နော်ဒီ function အကုန်လုံး3ခုလုံးနဲ့အလုပ်လုပ်တာဖြစ်ပါတယ်အဲ့တော့ wash ဆိုတဲ့နေရာလေးမှာမီးလေးမိတ်တုံဖြစ်နေဒီ wash ဆိုတဲ့ဘာလေးမိတ်တုံဖြစ်နေတယ်ဆိုတာဒီ wash လျှော်နေတယ်ဆိုတဲ့အကြောင်းကိုဒီမီးနဲ့ signal ပြနေတာဖြစ်ပါတယ်အဲ့တော့ဒီမီးလုံး3လုံးလင်းနေတယ်ဆိုတာအဝတ်လျှော်မယ်ရေညှင့်မယ်ဒီအဝတ်ကိုညှင့်မှာပေါ့နော်ရေဆေးမယ်အဝတ်ညှင့်မယ်ဒီ function 3ခုလုံးကိုအစအဆုံးလုပ်မယ်လို့ပြောတာဖြစ်ပါတယ်အကယ်၍များဒီမီးလုံး3လုံးမလင်းမဲ့နဲ့ wash တခုတည်းလင်းမယ်ဆိုလို့ရှိရင်အဝတ်တီးသန့်လျှော်တာဖြစ်ပါတယ် rinse တခုတည်းဆိုလို့ရှိရင်တော့ဒီရေညှစ်တီးသန့်ပေါ့နော်ရေဒီအဝတ်ကိုလက်နဲ့ဖွက်ပြီးသားကိုဒီထက်လျှော်နေကြမလို့တော့ဗနဲ့ရေညှစ်မယ်ရေဆေးမယ်ဒီပုံစံလုံးမှာဖြစ်ပါတယ် spin ကတော့အညှစ်တီးသန့်ပေါ့နော် spin ကတော့အညှစ်တီးသန့်ဖြစ်ပါတယ်ညှစ်တီးသန့်ဆိုတာအဝတ်ကိုလက်နဲ့လျှော်မယ်လျှော်ပြီးတော့ရေလေးပြောင်ဆေးမယ်ဆေးပြီးတော့မှညှစ်တာတီးသန့်ပေါ့နော်ဒါ spin ဆိုတဲ့ဟာဖြစ်ပါတယ်အဲ့ဒါကိုကျွန်တော်တစ်ချက်ပြမယ်အဲ့တော့ဒီ function အင်ရှင်မတယောက်အတွက်အယိုးရှင်းဆုံး function ကိုတော့
နားလည်လောက်ပြီးထင်ပါတယ်အဲ့တော့ကျွန်တော် power ကိုပြန်အော်လိုက်မယ်နော်အဲ့တော့ power ခလုတ်နှိပ်မယ်အကယ်၍အဝက်ကိုရှော်ကြီးပဲတီးတန့်လှုပ်ရှင်နေဆိုရင်ဒါဆိုရင်အရှော်ကြီးပဲတီးတန့်လှုပ်မှာဖြစ်ပါတယ်ခုနကတော့မီလုံး3လုံးလုံးမလင်းတော့ဘူးမီလုံး3လုံးမလင်းတော့ဘူးဒီရှော်တာတီးတန့်မယ်ပေါ့နော်ရှော်တာတီးတန့်မယ်လုပ်နေမှာဖြစ်ပါတယ်ရေညက်တာတွေအဝက်ညက်တာတွေရေဆေးတာတွေအဝက်ညက်တာတွေတခုမှလုံးမှာမဟုတ်ဘဲနဲ့ရှော်တာတီးတန့်ဒီလင်းနဲ့ဖွက်တယ်လို့ရှော်တာတီးတန့်မယ်လုပ်နေတဲ့ function ဒီမီလီတစ်လုံးလင်းပြီးတော့ပြနေမှာဖြစ်ပါတယ်အဲ့တော့ခဏပြန်ရမယ်ဒါဆို pass ခဏရက်လိုက်တာဖြစ်ပါတယ်တခုခုကိုပြောင်းနေတယ်ဆိုလို့ရှိရင် pass နဲ့အရင်ဆုံးနှိပ်ရတာဖြစ်ပါတယ်ဥပမာ water level ကိုရေရန်နေနေလို့ပဲ water level မြင့်ညင်လားဥပမာ3 level 3လောက်ထိမြင့်ညင်လားမြင့်ညင်လဲဒီကောင်လေးကိုအရင်နှိပ်ပြီးတော့မြင့်ရမှာဖြစ်ပါတယ်ပြီးရင်ဒီကောင်ကိုပြန်နှိပ်ဒါဆိုရင်ဒီ level 3ဒီ level 3အထိမရောက်မချင်းကိုရေဖြည့်နေမှာဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ်အဲ့တော့ watch တစ်ခုတည်းနဲ့အလုပ်လုပ်မယ်ဆိုလို့ရှိရင်ဒီ watch တစ်ခုတည်းနဲ့အလုပ်လုပ်မှာဖြစ်ပါတယ်အကယ်၍ watch ရဲ့ရေဆေးတာရဲ့လုပ်မယ်ဆိုရင် rinse ဒီ rinse ဆိုတဲ့ဟာလေးပါနှိပ်ရမှာဖြစ်ပါတယ်မီးလုံးကဒီမှာနှလုံးမဲ့လင်းမယ်နှလုံးမဲ့လင်းနေဆိုတာအဝက်ကို6သွားဒီလိုရေကုံသွားတဲ့အထိမညှစ်ဘူးဒီဘယ်လိုခေါ်မလဲညှစ်တော့ညှစ်မယ်ဒီကောင်ကရေဆေးပြီးတော့ညှစ်ရုံတမန်ရှန်ကညှစ်ရုံပဲရှိမယ်ဒီကောင်ကျတော့တကယ် final ညှစ်တဲ့အညှစ်ပေါ့နော်6ခါနီးအထိ6ခါလူနီးလောက်ထိညှစ်တဲ့အညှစ်ဖြစ်ပါတယ်အဲ့တော့ဒီမီလုံးနှလုံးလင်းနေဆိုတာရှော်မယ်ရေဆေးမယ်ဒီနည်းနည်းတမန်ရှန်ကညှစ်မယ်ဒီလောက်ပဲပေါ့နော်ဒီလိုမျိုးဖြစ်ပါတယ်အကယ်၍3လုံးလုပ်ချင်တယ်ဆိုရင်တော့ spin ဆိုတာပါမီလီလင်းတဲ့အထိထပ်နှိပ်ရမှာဖြစ်ပါတယ်ခင်ဗျာဒီလိုမီလုံးလေး3လုံးလင်းမှရှော်ညှစ်ရှော်ပေါ့နော်အကုန်လုံးအစအဆုံးလုံးမှာဖြစ်ပါတယ်အကယ်၍ကျွန်တော်တို့အဝတ်တွေကပေါ့နော်ညှစ်တာတီးတတ်မယ်လို့ခြင်းနဲ့ရှော်လည်းရှော်ပြီးသွားပြီလက်နဲ့လည်းရှော်ပြီးသွားပြီဆိုလို့ရှိရင်ရေလဲပြောင်ဆေးပြီးသွားပြီဆိုရင်ဒီအဝတ်ရှော်စက်ထဲကိုညှစ်တာတီးတတ်လေးပဲသုံးနေတယ်ဆိုရင် spin အဲ့တော့ညှစ်တာတီးတတ်ကိုလိုချင်တယ်ဆိုရင် power နှိပ်မယ်ညှစ်တာတီးတတ်ဒါဆိုရင် start နှိပ်မယ်ဒါဆိုရင်ညှစ်တာတီးတတ်မယ်ပေါ့နော်အထက်ရဝက်တွေကိုရေထုတ်မယ်ဒီမှာထွက်လာမှာပေါ့နော်ဒီလိုမျိုးထွက်လာမယ်ဒါညှစ်ရုံပဲညှစ်ရုံတီးတတ်အောင်6မိနစ်ကြာမယ်ဒါ6မိနစ်ကြာမယ်လို့ပြထားတာဖြစ်ပါတယ်အဲ့တော့ရှော်တာရေဆေးတာဒီရေညှစ်တာတွေကိုနားလည်လောက်ပြီးချင်ပါတယ်ဒါ eco tap clean ဆိုတာဒီအဝတ်ရှော်ကန်ကြီးပေါ့နော်အတွင်းထဲမှာညစ်ပတ်နေတဲ့အရာတွေရှိတယ်ဆိုလို့ရှိရင်ဒီညစ်ပတ်နေတဲ့အရာတွေရှိတယ်ဆိုလို့ရှိရင်ဒီကောင်နဲ့ cleaning လုပ်မှာဖြစ်ပါတယ်ဘယ်လိုလုပ်မလဲဆိုတော့ power ကိုနှိပ်မယ် eco tap clean ကိုနှိပ်မယ်ပြီးရင် start ဆိုတဲ့ခလုံးလေးနှိပ်လိုက်ရုံပါပဲရေသူ့အတူဖြည့်မယ်ရေသူ့အတူဖြည့်ပြီးတော့မှသူ့အတူတန်ရှင်းရေးဒီတွင်းထဲမှာကြီးတွေရှိတာကိုသူ့အတူတန်ရှင်းရေးလုပ်မှာဖြစ်ပါတယ်ဒါ eco tap clean လုပ်နည်းလေးပေါ့နော် power ဖွင့်မယ် eco tap clean ကိုနှိပ်မယ် start လုပ်မယ်ရေထဲမှာဖြစ်ပါတယ်ရေကိုပေါ့နော်ဒီ level အမြင့်ဆုံးသူ tap clean ဆိုတဲ့စနစ်ကရေ level အမြင့်ဆုံးထိထည့်ပြီးတော့မှ auto တန်ရှင်းလုပ်မှာဖြစ်ပါတယ်ရေပြည့်ဖြည့်ပြီးသွားပြီဆိုရင်တော့သူစက်ကိုလှည့်နေမှာဖြစ်ပါတယ်ဒါ eco tap clean ပေါ့နော် drum ကိုဆေးနေတာဖြစ်ပါတယ်ရေပြည့်ထည့်ပြီးတော့ drum ကိုဆေးနေတာပါသူကနားလိုက်ပြန်ပြီးတော့ drum ကိုလှည့်လိုက်ပေါ့နော် drum ကိုရေထည့်ပြီးတော့ဆေးနေတာဖြစ်ပါတယ်နားလိုက် drum ကိုလှည့်လိုက်ရေပြန်စိမ်လိုက် drum ကိုပြန်လှည့်လိုက်နဲ့ရေအားနဲ့ဒီတန်ရှင်းလုပ်နေတာပါဒါ eco tap သဘောပေါ့နော်ပြီးရင်ဒီရေတွေအကုန်လုံး drain ပြန်ပြီးတော့ drain ထုတ်မယ်
drum ညှစ်ချမှာပေါ့နော်ရေပြန်လုံးမယ်ဒီလိုမျိုးပါဒါ EcoTech clean ရဲ့အလုပ်ပုံကြောင်းလေးပေါ့နော်ပြီးရင် तू ကရေပြန်ထုတ်မယ်ဒီလိုမျိုးလေး drum ကိုတန်ရှင်းလုပ်နေတာဖြစ်ပါတယ်ဒီလိုမျိုးပေါ့နော်ဒီလိုမျိုး3ရက်တခါ4ရက်တခါဒီလိုမျိုးတစ်ပတ်တခါဒါမှမဟုတ်9ရက်တခါလောက်လုပ်နေမယ်ဆိုရင်ဒီ drum ထဲမှာရှိတဲ့အညစ်အကြေးတွေကတိတန့်ရင်ဖြုတ်ပြီးတော့ high pressure ဂန်းနဲ့ထိုးဆေးနေကြမလို့ပေါ့နော်ပုံမှန်ဒီလိုမျိုး9ရက်တခါတစ်ပတ်တခါလောက်ပုံမှန်လုပ်ပေးမယ်ဆိုရင်ကိုတော်တော်လေးကို drum ကတန်ရှင်းနေမှာဖြစ်ပါတယ်အဲ့တာကိုဆိုတာကဒီအဝက်ညှစ်တဲ့အချိန်မှာပေါ့နော် spin time ညှစ်တဲ့အချိန်မှာပို့ပြီးတော့15မိနစ်ပို့လဲမလားမိနစ်30ပို့လဲမလားပေါ့နော်ညှစ်အားဒီလေအားကန်ကြီးရဲ့လေအားကိုပို့ပြီးတော့ဒီကြာလဲပေးမှဖြစ်ပါတယ်ဒီကြာလဲပေးတဲ့တော့အဝက်ကလည်းပို့ပြီးတော့လေတက်လက်ပြီးတော့ခြောက်သွားတယ်လို့ခြောက်သွားမဲ့ဒီသဘောပေါ့နော်ဒီ air turbo ဆိုတာတော့အရင်ဟို heating element တွေနဲ့လောက်တာတော့မဟုတ်ဘူးပေါ့ဒီတိုင်း drum လေအားကိုပို့ပြီးတော့ကြာအောင်လုပ်ထားတဲ့စနစ်ဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ဒီ cloud တွေရှိတဲ့ power cloud တည်ပြီး start stop ဒီရက်မယ် start လုပ်မယ်ဆိုတော့ cloud တည်ပြီး fuzzy quick delicate ဒီ blanket change ဆိုတဲ့ away short function mode တွေကိုတည်ပြီး EcoTech clean ကိုတည်ပြီးပြီးလို့ရှိရင်ဒီ wash တွေ rinse တွေ spin တွေအကြောင်းကိုတည်ပြီး water level air turbo ကိုအကြောင်းတည်ပြီးဆိုရင်ဒီ cloud မှာမတည်တာမရှိတော့ပါဘူးခင်ဗျာနောက်တစ်ခုကျွန်တော်ရှင်းပြပေးချင်တာလေးอ่ะပေါ့နော်နောက်တစ်ခုကျွန်တော်ရှင်းပြပေးချင်တာလေးอ่ะ wash ဆိုတဲ့ဟာလေးပါ wash မှာ16မိနစ်အထိရှော့မှာလားဒီ wash တိုင်းကိုဒီ wash ဒီ wash ရှော့နေတဲ့အချိန်ကိုပေါ့နော် wash ရှော့နေတဲ့အချိန်ကို adjust လုပ်တာဖြစ်ပါတယ်12 13 14 15 16 19 18 19 20ပို့ပြီးတော့ရှော့မဲ့အချိန်ကို adjust လုပ်တာဖြစ်ပါတယ်ချိန်ညှိတာပေါ့နော်ရှော့မဲ့အချိန်ကိုပြောင်းတာဖြစ်ပါတယ်ကျွန်တော်ကတော့16မိနစ်လောက်ဝယ်ထားပါတယ်တစ်ခါရှော့ရင်16မိနစ်တစ်ခါရှော့ရင်16မိနစ်ပေါ့နော်ဒီ drum လှည့်တဲ့အချိန်ကြာချိန်ပေါ့ဒါကိုဆိုလိုတာဖြစ်ပါတယ်နောက်တစ်ခုကျွန်တော်ပြန်ပြပါမယ် power ကလို့ပြန်ဖွင့်မယ် rinse ဒီကောင်လဲလို့ပဲတစ်ခါရေဆေးမှာလားနှစ်ခါရေဆေးမှာလားပေါ့နော်သုံးခါရေဆေးမှာလားစသဖြင့်ဒီရေလှည့်ချိန်ပေါ့နော်တစ်ခါရေထည့်မယ်အပြည့်ဖြည့်မယ်လျှော်မယ်ညှစ်မယ်နောက်တစ်ခါပြန်ဖြည့်မယ်ဒီအချိန်ကိုပြောတာဖြစ်ပါတယ်ပုံမှန်အဖြစ်တော့ကျွန်တော်နှစ်ခါပဲထားပေးပါတယ်နှစ်ခါလောက်ဆိုလုံလောက်ပါတယ်နောက်တစ်ခုကကျတော့ spin ကကျတော့ဒီ4မိနစ်လာပေါ့နော် spin time ပေါ့နော် spin time မှာ4မိနစ်ရှိတယ်5မိနစ်ရှိတယ်6မိနစ်ရှိတယ်9မိနစ်ရှိပေါ့နော်ကိုလိုချင်တဲ့ထိုင်ဒါဆိုရင်တော့0ဆိုတာ spin မလုပ်တော့0ပြတ်သွားပြီအဲ့တော့ spin ကိုပြန်ပြီးတော့အချိန်ကိုပြန်ညှိတာဖြစ်ပါတယ်4မိနစ်5မိနစ်6မိနစ်9မိနစ်10မိနစ်9မိနစ်ဒါ spin time ပေါ့နော်ဒီအဝတ်ညှစ်တဲ့အချိန်ကြာချိန်ကိုချိန်ညှိတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကတော့6မိနစ်လောက်ပဲထားပါတယ်ဒီ5မိနစ်6မိနစ်လောက်ဆိုရပါပြီအဝတ်ဒီ spin time လေးကတော့အဝတ်ညှစ်တဲ့အချိန်က5မိနစ်6မိနစ်လောက်ဆိုရင်အရန်ကိုအဆင်ပြေတဲ့အနေအထားလေးဖြစ်ပါတယ်ခင်ဗျာအဲ့တော့ manual ပေါ့နော် auto မလျှော့ခြင်းဘူးကိုယ့်ရေ level ထည့်မယ်ဒီ auto လျှော့တာရေ level သိကိုယ်သဘောမကျဘူးပို့ပြီးတော့ရေမြင်များထည့်ခြင်းနဲ့ဆိုရင် water level ဒီကောင်လေးနဲ့လုပ်လို့ရပါတယ်ဒါဆိုရင် level full ပေါ့နော်အပြည့်ထည့်တာ68မိနစ်ကြာမယ် level 1နဲ့ဆို42မိနစ်ပဲကြာမယ်ဒါကိုယ့်ရဲ့အဝတ်ပေါ်မူတည်ပြီးတော့ရေထည့်ရတဲ့ပမာဏကိုချိန်ညှိတာပဲဖြစ်ပါတယ်ပြီးရင် start လုပ်လိုက်ရုံပါပဲဒါဆိုရင်အဝတ်ကိုတွတ်သူလျှော်မယ်ရေဆေးမယ်ညှစ်မယ်ပေါ့နော်အကုန်လုံးအစအဆုံးလုပ်သွားမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့အဝတ်လျှော်စစ်မှာဒီဟာလေးက detergent လို့ခေါ်တဲ့အဝတ်လျှော်ဆက်ပြထည့်တဲ့ခွက်ကလေးဖြစ်ပါတယ်ဒါပေမဲ့ပုံမှန်အပြင်ကျွန်တော်တို့မသုံးတာများတယ်ဗျဘာလို့လဲဆိုတော့ဒီထဲမှာထည့်လို့ရှိရင်ရေကြနေတဲ့အခါတော့ဘာလို့မှဆက်ပြတွေခဲပြီးတော့ဘေးဒီမှာကတ်ပြီးတော့ဖြစ်နေတတ်တယ်အဲ့တော့ကျွန်တော်တို့ကတခါတည်းပဲဒီထဲမှာဖြူးပြီးတော့ထည့်လိုက်ပါတယ်နောက်တစ်ခုကကျတော့ဒီကောင်လေးက filter ဒီကောင်လေးကိုပုံမှန်အဖြစ်တန်ရှင်းလေးကိုလုပ်ပေးရမှာဖြစ်ပါတယ်တန်ရှင်းလုပ်ပေးရမှာဖြစ်ပါတယ်ဒီမှာဆိုကျွန်တော်တန်ရှင်းလုပ်ပေးဖို့လိုနေပြီတန်ရှင်းဘယ်လိုလုပ်ပေးမလဲဆိုတော့ဒီကောင်လေးကိုဆွဲပြီးတော့ခွာလိုက်မယ်ဒါမျိုးလေးပေါ့နော်ဒါမျိုးခွာပြီးတော့ဒီထဲမှာရှိတဲ့အညစ်အကြေးတွေဒါမျိုးအညစ်အကြေးတွေရှိလာလို့ရှင်ဒီကောင်ကိုတန်ရှင်းပြန်လုပ်ပေးရမှာဖြစ်ပါတယ်
မဟုတ်ရင်ဒီအဝတ်တွေမှာပြန်ပြီးတော့ပိုးမွားတွေကတ်တာတော့အနှံ့အသက်တွေမကောင်းတာတော့ဖြစ်တတ်ပါတယ်โอเคဒါတော့ကျွန်တော်နောက်မှပဲတန်ရှင်းလုပ်ပြီးတော့ပြန်ထည့်လိုက်မယ်မိတ်ဆွေတို့အနေနဲ့အဆင်ပြေလားမသိဘူးဗျကျွန်တော်ပြန်ပြမယ်ဒီကောင်လေးကိုဖြုတ်ရင်ဒါလေးဖြုတ်မယ်ပြီးရင်ဒီမှာတက်ကလေးရှိတယ်ဒီကောင်လေးကိုဖြုတ်မယ်ဒါပဲပြီးရင်တန်ရှင်းလေးအဆင်ပြေသလိုရေထိုးချပြီးတော့မှပြောင်းသွားပြီဆိုရင်ပြန်တက်မှာပေါ့နော်ဒါပဲโอเคနော်ဒါဆိုရင်အဝတ်လျှော်တဲ့တစ်လုံးအသုံးပြုနည်းကိုနားလည်လောက်ပြီလို့ထင်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်